ဒါလူကပူလိုက်တာချွေးတွေပဲကြည့်ပါ အေးကိုယ်တိုင်တော့ကိုယ်နဲ့ကိုယ်ဆောင်နေဆိုလို့ရှိရင်ဘယ်လိုမျိုးလဲမသိဘူး အေးပူတာပေါ့တကယ်ကိုယ်တော်မေတွေကပူတာပူပြီးတော့ခံစားရတယ်ဒါကြောင့်မို့သူတို့မှဆိုလို့ရှိရင်ပြင်ပန်းတွေကမူးမေကဒီကိုပူချိန်ညစ်တက်တာတတိလက်တာအဲ့လိုပူတယ်နဲ့ဆက်ဆက်တဲ့နေသူမှပိုခံစားရတယ် အေးဟုတ်တယ်နော်မင်းတို့ဒီလေဒီသူတို့ကိုယ်တိုင်တော့ပူတူလေးအတွက်ပါတော့နှစ်ယောက်စာခန္ဓာကိုယ်ကနေပြီးတော့အတူချင်းရှော့ချရတယ်ဒီကိုယ်ဆောင်နေကနေရေတက်ခန်းဆောင်နေတယ်လေ ဟုတ်တယ်အထူးသဖြင့်ကိုယ်လာလို့ရချိန်မှာဆိုလို့ရှိရင်ကိုယ်ပူချိန်ညစ်တက်တာကဘိုက်ထဲကပူတူလေးကိုထိခိုက်နိုင်ပြီးတော့ငွေရတာကိုယ်ရဲ့အင်္ဂါချုပ်တဲ့အခါမျိုးဖြစ်နိုင်တယ် အဲ့တော့ဒီဆောင်ရရှာလေးပြပြတယ် ဘူတန်ကာဝလို့ဆိုရင်တော့ဒီပိုးပွားချောင်ချောင်ရှိတဲ့လေးတွေဝတ်ဆင်တာတို့ရေများများတောက်ပြီးတာတို့လုပ်လို့ရတယ်ပြီးလို့ရှိရင်တန်းနိုင်တော့ပူလေးကိုမထွက်နိုင်ပေါ့နော်ထွက်တယ်ဆိုလို့ရှိရင်လည်းအကာအကွယ်ဖြစ်တဲ့ထီတို့ဟုတ်ထုတ်ဆောင်းသွားလို့ရတယ်ပူကဒီမနက်10နာရီနဲ့ညနေ9နာရီပြင်မှာ20ပေါင်ပြီးဒီမြေကမ်းသားလို့အဝိတ်လျှော်တာဒီချိုးတာအမျိုးတွေမလုပ်ဖို့လည်းလိုတယ်ပြီးလို့ရှိရင်ဒီပူတွေကတူတယ်လာပြီးချင်းဆိုရင်ချက်ချင်းကြီးချိုးတာတို့အားမျိုးလည်းရှာဖို့လိုတယ်အခုကမမေလို့နေနေဆိုရင်ဒီနိုင်ခါမှာရေလေးတစ်ခွက်ပေးမှဆောင်းထားလို့ရှိရင်တင်းမှုကြီးဖြစ်တောက်ရအပေါ်မှာ ဒီအခုတည်းကတော့အသက်အရွယ်နဲ့ကျင်းပြီးပါမယ်ဆိုတော့ အဲ့ဒါဆိုလို့ရှိရင်တော့ချက်ချင်းဒီဇီဝင်တွေထွက်ကောင်းတဲ့နေရာအရေးရတဲ့နေရာမျိုးရွှေ့ပြောင်းတဲ့ဒီရေတက်စားတွေအမျိုးတိုက်ပြီးပို့လို့လေလို့ရှိရင်တော့သူ့ရဲ့ခန္ဓာကိုယ်ပုံချိန်ကြာစဲတော့အောင်လို့ဒီနှစ်ခုလိုလေးပြီးချမ်းကြားလို့ပေါင်းကြတာမျိုးဒီပတ်တိုက်ပြီးတော့ဒီဆက်ရတဲ့မှာခန္ဓာကိုအမြန်ဆုံးသွားဖို့လိုတယ် ဒီလိုကိုအသေးစိတ်ရှင်းပြပြီးတိတိကျကျနိုင်ပါရှင်ဒီလိုမျိုးခုကျင်တာလေးရှိတယ် ဟုတ်ပါပြီပြောပါဦး မိကူကနေပြီးတော့စီစဉ်ပေးတဲ့အခမဲ့ကျန်းမာရေးဝန်ဆောင်မှုအစီအစဉ်လေးတစ်ခုရှိနေပါတယ်ဒီအစီအစဉ်လေးမှာပေါင်းနေဆိုလို့ရှိရင်မိကူတူနဲ့ဆိတ်ဆက်ထားတဲ့စေကန်းတွေမှာကိုယ်ဝန်ဆောင်မှုတွေကိုအထောက်ဆောင်နဲ့သွေးစစ်တာတွေကိုအခမဲ့စစ်ဆေးနိုင်ပါတယ် ပြီးတော့ နာမည်လေးဒီလိုစီစဉ်နေအပြင်ကိုဒီစီစဉ်မှာပါဝင်ပြီဆိုတာနဲ့ကျန်းကျင်တဲ့ဆရာဝန်တွေနဲ့ကိုယ့်ရဲ့ကျန်းမာရေးကိစ္စတွေကို24နာရီတော့အချိန်ကြီးအခမဲ့ဆွေးနွေးနိုင်တဲ့အပြင်ကိုလိုအပ်တယ်ဆိုလို့ရှိရင်လည်းဒီဆရာဝန်ကြီးတွေနဲ့အခမဲ့တိုင်ပင်တက်လာနိုင်မှာဖြစ်လို့လမ်းမလွတ်တဲ့ခွင့်ရလေးကိုရှိနေပါတယ်။ဒါကြောင့်ဒီမျိုးတွေကကိုယ်ဝန်ဆောင်မျိုးတို့အားလုံးအခုပဲပါဝင်နိုင်ပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဒီစီဇန်လေးမှာပါဝင်လို့အတွက်မြေပူချက်တော့မှာအခုပဲစီစဉ်ပြလိုက်တော့နော်